မင်္ဂလာပါစုမြက်လောင်မ YouTube channel မှာကြိုဆိုပါရှင်အခုဖူးမြော်ရတဲ့ဖရားကတော့တောင်ကလာပါမျိုးနယ်မှာရှိတယ်တောင်ကလာပါခုနှစ်စုဖရားပါရန်ကိုကြည်ညိုတက်ပဲကြပါတကူလဲကြည့်ပါတယ်တောင်နဲ့တူဖရားဖူးကုသိုလ်ယူရင်းနဲ့ကုသိုလ်လေး sharing လုပ်အောင်လိုက်ခဲ့ကြပါနော်ဖရားစီပြပုံရိုက်ပြတာပါဇေဒီပြပုံရိုက်ပြတာပါရှင်တောင်ကလာပါမျိုးနယ်မှာရှိပါတယ်ခုနှစ်စုဖရားပါဒီဘက်ချက်မှာဗုဒ္ဓဝင်ပြတာရှိပါတယ်ဗုဒ္ဓဝင်ပြတာရှိပါတယ်ရှင်အခုတော့ပိတ်ထားတယ်ရှင်ဗုဒ္ဓဝင်ပြတာပါနိုင်ကြုံဖျားပါရှင်ဇေဒီရောဝန်းမှာပရဝွန်ရိုက်ကြပါဇေဒီရောပရဝွန်အာရသူတင်တိဆောက်နေတယ်အခုမြင်တွေ့နေရတဲ့ရှင်အဟံမထင်မြဲနဲ့ဗကန်တော်ထာမင်းရဲ့ရုပ်ပွားဖြစ်ပါတယ်ဒီဘက်ကဒီဘက်ချမ်းအဝင်မဟုတ်ဘူးဖြစ်ပါတယ်အခုဖုံးမြော်ရတဲ့ဘုရားကတော့တောင်ကလာပါမျိုးနယ်မှာရှိရဲ့ခုနှစ်စုဘုရားဖြစ်ပါတယ်ခုနှစ်စုဘုရားအရှိမတော့ပါဝမ်းရိုက်ကူတင်ဆက်ပြီးတော့ပူဇော်ထားတာပေါ့နော်ဒီကတော့ပတ်တူးဖြစ်ပါတယ်ရှင်အခုအเจ้าမကြီးဒေါငွေတင်ကုသိုလ်ပြုရည်စူးထားတယ်မဟုတ်တိုင်းအရှိလေးပေါ့နော်ဘုရားကြီးကိုဖုံးမြင်ရတာအခုလိုညနေဆောင်ပေါ့အခါတင်မရမှာအရန်ကိုကြည်နူးတက်ပဲဖို့ကောင်းပါတယ်ပူဇော်တက်ပဲဖို့ကောင်းပါတယ်လက်ခနောင်တော့နန်းနန်းပါရှင်ယခုလာဝန်တော့ဒီဇေဒီတော့ယခုတင်ဆက်နေတဲ့အစီအစဉ်လေးကိုစုမြတ်လာဝန် YouTube channel ကနေပြီးတော့တင်ဆက်နေခြင်းဖြစ်ပါတယ်ယခုဇေဒီတော့ပေါ့နော်ဇေဒီတော့တပတ်ဖူးမြော်မှာဖြစ်ပါတယ်အရင်ကြည်ညိုတက်ပဲဆရာကောင်းပါတယ်ဘုရားဇေဒီတော့ရင်းပြင်းပေါ်မှာပါတောင်ကလာပါမြို့နယ်မှာဒီလိုတကိုးကြီးဖျားပေါ့နော်ပူးမြော်ရတာနေတဲ့ကုသိုလ်ကံလို့တတ်မှတ်လို့မရပါဘူးတကယ်ကိုပူဇော်ထိုက်ပါတယ်အခုတွေ့ရှိရတော့စနေတောက်မှာရှင်ဒီနေ့သားသမီးတို့ရေတက်ပယ်တဲ့နေရာပူဇော်တဲ့နေရာစနေတောက်မှာအခုချိန်ကတော့ညနေဆောင်ဖြစ်တဲ့အတွက်မိုးရလည်းမိုးရသည်ဖြစ်တာပေါ့နော်မိုးရသည်ဖြစ်တဲ့အခါကျတော့ဖះရေမြင်တော်ထဲမှာတော့လူရှင်းနေရပေါ့မိုးကလည်းဒီနေ့မှတော်တော်တဲထားတာပါညောင်တက်ပဲဖို့ကောင်းပါတယ်ဒီဘက်မှာကတော့ရွှေသင်္ကန်းအလူရှင်များပေါ့နော်ရွှေသင်္ကန်းအလူရှင်များ
တက်ပယ်ထားပါတယ်အခုဖုံးမြင်ရတဲ့ဂျိုကတော့ဂျာတာပရိဂျိုပေါ့နော်ဂျာတာပရိတာသမီးများရေတက်ပယ်တဲ့ရေပူစော်တဲ့စင်မင်းပူစော်တဲ့ဂျာတာပရိဂျိုဖြစ်ပါတယ်ဂျိုရန်ဖြစ်ပါတယ်ဂျာတာပရိဂျိုရန်ဖြစ်ပါတယ်အများပြည်သူများကုသိုလ်ယူဖူးမြော်နိုင်တဲ့တင်များခြင်းဖြစ်လို့စကားပြောမှားသွားခဲ့ရင်ခွင့်လွတ်ပါလို့လည်းတောင်းပန်နေပါတယ်ရှင်ဂျာတာပရိဂျိုရန်ဖြစ်ပါတယ်ယခုတင်ဆက်နေတဲ့အစီအစဉ်လေးကိုစုမြတ်လာဝန် YouTube Channel ကနေပြီးတော့တင်ဆက်ရိုက်ကူးပေးခြင်းဖြစ်ပါတယ်ကိုလာမနို Channel ကိုအားပေးနေကြတဲ့ပရိသတ်တွေရောအများပြည်သူတွေရောဖူးမြော်အောင်လို့အခုရိုက်ကူးတင်ဆက်ပေးထားတဲ့ဖျားကတော့တောင်ကလာပါမြို့နယ်မှာရှိတဲ့တကိုးကြီးဖျား9ဆူဖျားဖြစ်ပါတယ်ရှင်ယခုတောင်ကတော့ရာဟုတောင်ဖြစ်ပါတယ်ရာဟုသားသမီးများကုသိုလ်ယူရေတက်ပဲပန်းနုပေါ့နော်စင်မီလူတဲ့နေရာလေးဖြစ်ပါတယ်ရှင်ရာဟုတောင်မှာဖျားပရဝုံဝန်းတွေမှာဖြစ်ပါတယ်ဖျားစီရင်ပြင်းတော်ပေါ့နော်ဖျားရင်ပြင်းတော်မှာပါတောက်ကြကျူတိုင်းတောက်ကြကျူတိုင်းတောင်းဖြစ်ပါတယ်တောက်ကြကျူတိုင်းဖြစ်ပါတယ်ရှင်တောက်ကြသားသမီးများပန်းပူစော်ရေပူစော်ရှင်မီးများပူစော်ရမယ်တောက်ကြကျူတိုင်းဖြစ်ပါတယ်ယခုပြောဆိုနေတဲ့စကားများအမားပါခဲ့ရင်ခွင့်လွှတ်ပေးပါလို့လည်းတောင်းဆိုချင်ပါတယ်အများပြည်သူများစိတ်ရင်းစေနာနဲ့အရင်းခံတော့အများပြည်သူများဖူးမြော်နိုင်ရအောင်လို့ကုသိုလ်များ sharing လုပ်ပေးခြင်းတက်ပဲဖြစ်ပါတယ်ဖျားရင်မြင်တော့မှာပါရှင်ညနေဆောင်လေးမှာယာတီလူလေးရတယ်အုံမိုင်းမိုင်းလေးပေါ့နော်အုံမိုင်းမိုင်းဖြစ်နေတဲ့ယာတီလူဖြစ်ပါတယ်အလူရှင်များကိုဖိတ်ခေါ်ထားပါတယ်ရွှေတင်ငန်းလျှက်စစ်မီလူတန်းရဲ့အလူရှင်များကိုဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါစုမြတ်လာဝန် YouTube Channel မှာကြိုဆိုပါရှင်အခုဖူးမြော်ရတဲ့ဖျားကတော့တောင်ကလာပါမြို့နယ်မှာရှိတယ်တောင်ကလာပါ9ဆူဖျားပါရန်ကိုကြည်ညိုတက်ပဲကြပါတကူလဲကြည်ပါရဲ့တောင်းတဲ့သူဖျားဖူးကုသိုလ်ယူရင်းနဲ့ကုသိုလ်လေး sharing လုပ်အောင်လိုက်ခဲ့ကြပါနော်ဖျားစီပြပုံရိုက်ပြတာပါဈေးပြပုံရိုက်ပြတာပါရှင်တောင်ကလာပါမြို့နယ်မှာရှိပါတယ်9ဆူဖျားပါဒီဘက်ချက်မှာဗုဒ္ဓဝင်ပြတာရှိပါတယ်ဗုဒ္ဓဝင်ပြတာရှိပါတယ်ရှင်အခုတော့ပိတ်ထားတယ်ရှင်ဗုဒ္ဓဝင်ပြတာပါငယ်ငယ်ုံဖျားပါရှင်ဈေးရောဝန်းမှာပရဝုံရိုက်ပြပါဈေးရောပရဝုံအားရပြုပြင်တိဆောက်နေတယ်
ခုမြင်တွေ့နေရတဲ့ရှင်းအဟန်မထင်မြဲတဲ့ဗကန်နော်ထာမင်းရဲ့ရုပ်ပွားဖြစ်ပါတယ်ဒီဘက်ကဒီဘက်အချမ်းအဝင်မဟုတ်ဘူးဖြစ်ပါတယ်ကိုထက်သားလျင်မူတတာဝဲမဝဲအိတ်သာရိုင်းတတ်တဲ့ရိုင်းမဲ့အစာမူတတာပွားစိတ်ထားပြူပြင်းပြောင်းပါမယ်ရုပ်ကိုယ်လည်းပြင်းစိတ်လည်းပြင်းစင်နိုင်ရပြူတိုင်းလားဒုက္ခနိဗ္ဗာန်တိုင်းလိမ့်မယ်ဒုက္ခနိဗ္ဗာန်တိုင်းလိမ့်မယ်ဒီလိုဂုံထွက်တွေဒီလိုပကသနာတွေဒီ